ပြောင်းနေအဲ့ဒါဖြစ်ခဲ့တယ်ဗျာဟုတ်တယ်ဘယ်ဝါဒါဖြစ်ခဲ့တယ်အဲ့ဒီဖားတယ်ဒီနော်တော့မွေးရငါတို့ကနဲ့နေဘာမွေးလဲမသိငါလုံးမွေးရဖားပြန်စားအောင်မွေးရဖားမွေးပြန်စားဖားမွေးစားကြည့်ဟောကောင်းလိုက်တာငါလုံးကဘယ်လိုလဲဒါမို့ရတာထူဆန်းလေဟဲ့โอ้อะไรวะแล้วก็เชฟป่าวเชฟป่าวอีกนั่นเชฟမွေးရဖားမျိုးတယ်ဆိုတော့ဘာကနန်းတော့เอาตัวน้อง6တက်ပဲအဲ့ဒါဖားမွေမျိုးညာအဲ့ညာထိုးကြရဲ့ဟမ်ဖားညာထိုးကြ6 3ည6 3ညအေး โอเคနာစားအဲ့တော့ငါတို့ကုန်တော့မှာကောင်းလေမျိုးမကောင်းဒီမူရဘာမူလေမမေအေးမမေကင်မရာဖြူတယ်ရတော့တကယ်ပါသိဘာလို့နေမေးအောင်တနာပါလေဖားအေးဒါမူကြီးလည်းနေပါဘာဖားတနာလေလည်းကြီးပါဖားရဖားခွာမွေနားလေဖားအရူမန်တို့มาเจ็บป่าวินี่ทุกคนได้น้อยไหมเฮ้ยเยอะไปกินตัวเดียวพอแล้วมานะဒီမှာနော်မွေးရိုက်มาနော်မွေးအော်ဖားကိုမွေးကြိုက်ထားတယ်မဖားကိုမွေးကြိုက်ထားတယ်နော်မွေးစိဒီမှာမွေးစိဖားကိုမွေးကြိုက်ထားတယ်အဲ့ဒီမှာလှောက်နေပြီလှောက်ပြီးတော့ဖားကိုမွေးကြိုက်ထားတယ်ငွေဖားကိုကြိုက်ထားတယ်ဖားကိုငွေကြိုက်ထားတယ်ဖားကမွေးကိုကြိုက်ထားတယ်မာဖားပေါ့နင်ကလည်းမကြောက်ဘူးလားဟိုးရှင်းကွာဒီမှာမွေးစစ်ဒီမှာမွေးစစ်ပေါ့နော်မွေးစစ်တကယ်မွေးစစ်တော့တကယ်မွေးစစ်ပေါ့နော်တကယ်မွေးစစ်ပေါ့မကြောက်ရင်လည်းစူးစမ်းခွတ်ခုပေးလိုက်မใช่ပြောလို့ပြောတော့တယ်ပြောမကြည့်ကြည့်ကောင်းနေနောက်လည်းဆက်ပြီးလောက်ကြဒီမှာတကယ်မေဘယ်ပါဒီမှာခဏဖက်ဒါကလည်းပါရေးလေကျွန်တော်ပဲမြင်နေကျွန်တော်ချဲပေါက်ပြီချဲကောက်ပါချဲထိုးမချဲထိုးဟဲ့ဖေကနာဟဲ့ထွက်ဝိုင်းဟဲ့တရားမျိုးနေထွက်ဝိုင်းဟဲ့ဒီမှာမျိုးတော့မှာတော့ထွက်ဝိုင်းကိုင်မနိုင်တော့သူလက်နေထွက်တော့မအေးကိုင်မနိုင်သူပဲထွက်လာသူလိုက်ဟုတ်တယ်အဲ့မလဲသူ့ပြောလိုက်ဟုတ်တယ်ဒီနာနဲ့ဟဲ့ထွက်ပြီဟဲ့ဖားတယ်မလားမသိဟဲ့ဒီမှာဟဲ့မစားတော့ခုနကသူတော့တာအန်ထောက်မအဲ့ဒီမှာတော့တယ်ဟာတယ်မွေးဘာလို့စားရလဲဆိုတော့ဖားအကောင်ကြီးကိုမွေးရသေးနေရကွမမမွေးရဲ့အစာကဟုတ်မခေါ်နဲ့အကောက်ပါသေးဟဲ့